ရဲအဖောင်ထဲမှာမိဖို့ငွေ့ဖြူတွေကနေလှပတဲ့မျိုးသမီးတစ်ယောက်ပေါ်ထွက်လာပါတယ်။သူ့ကိုယ်ပေါ်ကိုပင့်ကူအုပ်ကြီးတအုပ်ကြားရောက်လာပေမဲ့သူမကိုအန္တရာယ်မပေးတဲ့အပြင်လှပတဲ့ခေါင်းဝင်းဖြူဖြူလေးတစ်ခုကိုခြုံငန်းရဲလုပ်ပေးသွားခဲ့ပါတယ်။သူမရဲ့နာမည်ကလီဆာသွေးဆုပ်ဖို့ကောင်တစ်ယောက်ပေါ့။သူမရဲ့အဖေကပိုတို့တော်ဖူးဆန်းသေးတယ်။တစ်တာကြီးတစ်လုံးထဲကနေရောက်လာတာပါ။ပစ္စည်းပို့သမားကတစ်တာကိုမတော်တဆလွတ်ချလိုက်ချိန်မှာတော့အထဲကနေတတဝါလေးတွေအများကြီးထွက်ကြလာပါတယ်။ပစ္စည်းပို့သမားလည်းကြောက်လန့်တကြားထွက်ပြေးသွားပြီးအဲ့ဒီတတဝါလေးတွေအားလုံးစုအောင်ကလူအိုကြီးတစ်ယောက်ပုံစံဖြစ်ပေါ်လာခဲ့တယ်။သူကတော့လီဆာရဲ့အဖေပါပဲ။လီဆာရဲ့ခင်မွန်းကတော့ပိုပြီးအောင်ကြောက်စရာကောင်းပါသေးတယ်။သူ့ရဲ့ခန္ဓာကိုယ်ကိုမတူညီတဲ့လူတွေရဲ့ခန္ဓာစိတ်ပိုင်းတွေနဲ့ပြန်လဲချုပ်ထည့်ပြီးဖန်တီးထားတာပါ။သူတို့ရဲ့သားလေးကဂျွန်ကတော့သူ့မိသားစုရဲ့ဒီလိုကြောက်စရာကောင်းတဲ့စစ်အမှန်ပုံစံကိုလုံးဝမသိရှာပါဘူး။တနေ့မှာတော့ဂျွန်တယောက်ကျောင်းမနေတဲ့စခန်းချခရီးစဉ်မှာလိုက်ပါဝင်ရခဲ့ပါတယ်။ညဘက်မီးပုံပေးမှာအားလုံးပျော်ပျော်ပါပါအတွေ့အကြုံတွေပြောပြနေကြတော့ကလေးတယောက်ကိုတောထဲကအရာတစ်ခုကရုတ်တရက်ဆွဲခေါ်သွားပါတယ်။သူတို့ဆရာမစ္စတာဘလက်ကလိုက်လံစုံစမ်းချိန်မှာတော့တောနဲ့ထဲကလှလက်တောက်နေတဲ့ရွှေရောင်မျက်လုံးတစ်စုံကိုခိလက်ပွေရာတွေ့လိုက်ရပါတယ်။အဲဒီနောက်မိစာကောင်းကြီးတစ်ကောင်ထွက်ပေါ်လာပြီးကလေးတွေအားလုံးကြောက်လန့်တကြားနဲ့ကိုတဲတဲပိုဝင်ပြေးကြရပါတယ်။တဲပေါက်ကနေချောင်းကြည့်လိုက်တော့အဲ့ဒီမိစာကောင်းကမတက်ရနိုင်တာကိုတွေ့လိုက်ရတယ်။တယောက်ပြီးတယောက်ကလေးလေးယောက်အဆွဲခံလိုက်ရပြီးစခန်းချတဲ့နေရာဟာမိစာရဲ့ညစာစားပွဲဖြစ်သွားခဲ့ရပါတယ်။မစ္စတာဘလက်လည်းကျန်တဲ့ကလေးတွေကိုခေါ်ပြီးတညလုံးအသက်လူထွက်ပြေးခဲ့ရပါတော့တယ်။ဒါပေမဲ့မနက်မိုးလင်းတော့ထူးဆန်းစွာပဲပျောက်သွားတဲ့ကလေးတွေအားလုံးဘေးမတည်ရမခပဲပြန်ရောက်နေကြပါတယ်။စခန်းချကွင်းကတော့ဝက်စာတဲနေပေမဲ့မိစာကောင်းယူသွားတာသူတို့ရဲ့မုတ်ထုတ်တွေပဲရှိနေခဲ့တယ်။အဲ့ဒီအချိန်မှာပဲဂျွန်တယောက်တောထဲကနေအင်ဂျီမပါဖက်နဲ့မပါပဲထွက်လာပါတယ်။တကယ်တော့ညကအောင်းကျန်းခဲ့တဲ့ပရိယေကောင်ကတခြားသူမဟုတ်ပဲသူကိုယ်တိုင်ကလူဝင်တွေတစ်ပေါင်ဖြစ်နေခဲ့တာပါပဲ။